တော့သူ့ရဲ့သားဆွဲပြီးတော့ဟိုဖြစ်နေတော့ပါသူကထိမ့်မရတော့ပါလောလုံးမရတော့ပါကျွန်တော်ဘယ်လိုလဲကျေဘယ်လိုလဲကျွန်တော်ကြားပြန်နေရောအခုကအိုင်ဘာရရကိုဘာဟိုနောက်ရှင်းနေလို့လားရှင်းနေနေရှင်းနေနေကျမအိမ်အလုပ်လုပ်နေပါတော့အဲ့ဒီမှာဇက်ကနေဆိုဖြစ်ပထမလှုပ်လိုက်တာလှုပ်လိုက်တဲ့အချိန်မှာဘာလဲဆိုပြီးတော့လန့်သွားပါတော့လန့်သွားနောက်ချက်ချင်းမဲ့နောက်ထပ်ဇက်တိုက်လှုပ်လာတဲ့ခါကျတော့လုံးဝသူကဟွာပြုလို့မရတော့ဒါပဲအကြမ်းလန်းပေါ့ကွာအဲ့မျိုးဒါလှုပ်လာတဲ့အချိန်ကျတော့သူကအခုအဲ့ဒီကျတော့တအားကြီးကျန်တော့ကျမတို့မြင်နေတဲ့ဆိုတော့လေမြင်နေတဲ့ဆိုတော့သူကြမှာလဲကြောက်တာနဲ့ကျမအပြင်ကိုထွက်လိုက်တာပေါ့ခေါင်းပေါက်ကပေါ့ဗီဒီယိုပေါ်ကျလာတဲ့ခါကျတော့ခြေထောက်နဲ့ဟိုပါပေါ့ဗီဒီယိုကအဲခေါင်းနဲ့ပေါ်ကျတော့ခေါင်းကတော့3ကျက်လောက်တော့ထုတ်ရမယ်တင်တယ်ဒါပေမဲ့မသွားဘူးဆိုတာကိုယ့်တဲ့ဆိုးတဲ့လူတွေကိုဒီအမင်းလေးသိနေတယ်ကထားပြီးတော့ကြောက်ပြားသေးရကပြီးတော့လုံးနဲ့ဟိုအောက်မှနေတော့ပြုတ်ကျသွားတာပြုတ်ကျပြီးတော့သူ့ထီသွားတာပေါ့ဒီနေပြည်တော်ကဒါတကယ်ငလင်းလောက်တဲ့ဒေသစကိုင်းတိုင်းဒေသကြီးကိုစကိုင်းတိုင်းဒေသကြီးစကိုင်းပေါ့စကိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲဒီတော့ဒီနေပြည်တော်မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲဒီဘက်မှာအသေးပြောက်ထားနိုင်တယ်လို့ခံမှန်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းကြီးညာထားတယ်ဒီနိုင်ငံတကာရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလည်းကျွန်တော်တို့တောက်ခံထားပါတယ်ဒီလူသားချင်းအကူအညီအခုပေါ့နော်စာနာထောက်ထားမှုအကူအညီတွေကိုWork from home and stuff like that. Yeah. Right? ทุกคนรู้อะว่าต้องออกมาที่แจ้งกันอันนี้น่าจะเป็นสัญชาตญาณแต่ละคนออกมาที่แจ้งI came from my house